အားလုံးမင်္ဂလာကျွန်တော် H55 game နဲ့တင်နေကြတယ်ဒီနေ့မှာတော့ K-Walk အဖွဲ့ရဲ့ကျွန်တော်ဒီတီးဝန်းမှာဖြစ်ပါတယ် K-Walk ကိုကိုင်းလို့ပေါ့နော်ဒါကတော့ကျွန်တော် line တိတ်မကောင်းတော့မဟုတ်ဘူးဟိုပကွေးတို့နည်းနည်းကြာနေတာဟုတ်ပြီကျွန်တော်ခဏလေးစောင်းလိုက်မယ်ရမှာပါရပြီကဲပွဲတွေကိုရောက်ပြီကျွန်တော်ကတော့ Direct ကိုင်းတာပေါ့နော် Direct K-Walk ကိုင်းလာတာဟုတ်တော့ဒီကျွန်တော်ဒီအနေဒါလေးနဲ့ပဲသွားလိုက်တော့โอเคကျွန်တော်လည်းခုရှင်နေတဲ့ဟာရောမိဘရောက်လာ6ကြီးကွာဘယ်ရောက်လာလဲမသိဘူးငါတော့ချခြင်းမရတဲ့ငါချရအောင်တေးမှာမင်းဟေးငါလက်သမီးအကောင်တေးမှာဟာရောဘေးတရနော်ဘီကိုပြလာရောရှာမရှိနဲ့မင်းကိုလော်ရင်မတေးမှာနော်မရောက်လာပြီချောင်းရတယ်အမှတ်မရှိသေးဘူးလားမသိဘူးဝိုင်းသမားပေးမှအကောင်ဝိုင်းတီးတော့အကောင်တီးတီးဟုတ်တယ်ကောင်းတယ်ကောင်းစားငါကောင်းစားမရောငါကောင်းစားမရောတီးလိုက်မလို့စင်းနဲ့တွေ့တာကောင်းစားပရိုအဲ့ဒါကောင်းစားပရိုလို့ခေါ်တယ်ဒီနာဖလင်းလူရှင်းလို့စားလိုက်မဟီယူရှင်းတော့โอเคဒါစားပြီးတော့အောက်လမ်းမှာလမ်းတော့ရှင်းရကဲကျွန်တော်အောက်လမ်းတော့ရှင်းပြီဆိုတော့ကျွန်တော်အလဲလမ်းမှာပေါ့နော်ရှင်းနေတဲ့တေတော့ခရီးတိုးကထရောက်လာတယ်လဲလမ်းမှာဒီကောင်တွေနဲ့တင်ညာသားပါအောင်မလောက်တော့ကြာမင်းဟိုကောင်မရောက်ဘူးတကွေးတော့ရောက်မလို့ကေဝစကေတော့မရှိဘဲနဲ့လာမလို့ကျွန်တော်လည်းမုန်းနေပဲစောနေတာဟာတေးပြီးအဲ့လိုတော့မချနဲ့လေဟိုကဲကောင်းကတိကဲအိမ်လေးပြန်လာမယ်ဒီကောင်တရားလာမိုက်တယ်ဟာလေးပေါ်မှာတရားထိုင်နော်လုံးဝဂျလိန်တော့ရှုပ်လို့မရအောင်တော့ let's go ဒီနားမှာဘယ်သူမှမလာငယ်ဒီနားခရစ်တော့ရှင်းနိုင်မယ် okay ရငါကိုဟာယောဘယ်ပေါ်လာဟာသွားပြီပေါ့ကွာရေးကဲပြန်တော့ရှင်းလာပြီကွာဘယ်ပေါ်လာလဲအကောင်တို့ဇုံးရွာနေတော့ချအကောင်တော့ချကောင်းလေးကြောက်တယ်ကွာငါရောက်လာတယ်ကြောက်တယ်ဟာမကြောက်ကလာခဲ့လမ်းမှာလာခဲ့ဆိုင်မှာရောငါဆက်နော်ငါတပည့်ပကွေလိုရှိတယ်မြို့ပကွေလိုလည်းပဲချခိုင်းမယ်ရောပကွေလိုလည်းရင်းနေပြည့်တယ်နေတူဘယ်ကနေရှောက်လာတာတော့ဟာအတူကြီးကွာအဲ့ဒီကမတုံးပြီခေါမတေးမှာငါတော့တေးမှာညပါလာတော့အဲ့ဒီတွေကလာဖို့ဘယ်ရမလဲဒါမျိုးကတော့ရှိုးသွားယောဒုက္ခကွာနှခါသုံးနှခါလုံးလွယ်တော်စိတ်တူနေပြီယောနှခါချလေဒီဖလစ်ကနေဒီလုံးမဆုံးမတီတော့မှာဘောင်းလို့မတည်တန်တန်းလို့ပြီးပြီးတော့ဒီမှာခရီးလေးလာရှင်းလာโอเคရှင်းဟာမနောက်ပြန်ရောက်လာဟေ့တာဝါလေးခိုးပါမယ်ဆိုရီတူမနိုးဘာလို့တာဝါလေးခိုးကြတော့တော်သေးတာမစတဲ့နော်ဒီတေးယောဟာတေးပြီးဟာကောက်ပုတ်လားကိုင်းပုတ်နေလားကိုင်းပုတ်ယူဒါပဲဘလို့ရှိရောက်သွားတာကဲစကားကြီးညာမပြောတော့မပတ်တဲ့ဆိုင်ရိုးခုံလိုက်ဟာဘလို့စတန်သွားတာတော့လို့ဟိုကောင်ငါတတ်ဖို့လေကွာတေးသွားကြပြီတို့ဒီတိုင်းဆိုရင်ငါလည်းဖက်တော့မဟုတ်ဘူးဒီခွေလေးမြန်စားမပြင်းတာဝခိုးရမယ်တာဝခိုးမယ်သူဘယ်ရောက်လာတာတော့နှကောင်ဟေးချောင်းရလေးကနေနေအောင်ဟုတ်တီးမှာငါတီးပြီးလာကြလို့အဲဒီကိုကျူတုံးတာသူနောက်လှည့်လာဆိုကျွန်တော်တီးโอเคကိုနဗီယာသွင်းနေကောက်စားဟုတ်မကောက်စားလေဆိုတာအဲ့ဒါမင်းနော်မသိရင်ကြည်တာငါကောက်စားပရိုပဲငါကောက်စားပြီဆိုရင်ထိတ်ဆုံးဟလာလို့ဘာလို့ဝီကိုလာပြဟမ်ဖလကာရှိရရဒီတော့ရေးတယ်နှကောင်ဟေးသုံးကောင်တော့ရောက်လာပြီချောင်းကြီးပြည့်တော့အိမ်ကြီးကနပြန်လာတွေ့ရနေကွာငါတို့တော့လည်းမကြောက်လို့တေဝါလိုက်ခမတဲ့ဟုတ်ဒီနာခရစ်တော့စားပြီးဆိုတော့ဗတ်တယ်ရှိတဲ့နေရာလေးပါတော့အပေါ်မှာတော့ဗတ်တယ်တင်နေတယ်ကွာနှကောင်တော့ဒီလေးလာစားငါချိုးသုံးပြီကွာမတီးထားဖို့ကွာတစ်ချိန်ကြရင်မတေးမှာမအခုတော့တီးထားအောင်ပေါ့ဒီကောင်ကွာတင်းလာနော်ဟာစားဟဲ့မင်းစားလာလို့တေးရလို့ဒုက္ခပဲကွာ
စားလာပါဆိုပတ်ကွေတော့မင်းရစပယ်ပြီးတော့စကင်လာမရှိတာနော်စကေးရတော့ရှိတယ်ကျန်ငါတို့ဘက်ကပတ်ကွေတော့ဘာလို့လဲတေးနေတာလို့အပေါ်လမ်းမှာခုနကဗတဲ့တော့ဆိုင်ပြီးတော့တေးနေတာဟုတ်ပြီလာဒီတော့တော့လို့အဲ့ဟုတ်ပါငါလည်းတူတော့တေးပြီဟိုဘယ်တည်းလားငါတကယ်ကြီးလို့တီးတော့တီးလုံပြီးတော့ဒီရွာတကွာမမီတော့ဟဲ့နူရောက်မင်းနူအဲ့လိုဘလုံးနေလို့တေးပြီးပေါ့ကွာဟိုတော့တေးမတေးဟာတေးတယ်ဒုက္ခပါပဲကွာငါတော့ခဏတေးနေပြီစိတ်ကပေါက်လာပြီလားတော်မင်းတော်ဟာတော်ဟေးတတကောင်အေးတော်တယ်မင်းတော်တယ်မောင်ယူမင်းတော်တယ်အေးရောအဲ့ကျန်တော့မသွင်းနေဟိုတေးဦးမယ်အိုးငါပြန်ရှင်းလာလမ်းမလျှောက်သွားတော့ဟာငါတို့တောင်ရဘာလာလို့တော့ငါလည်းအကျိုးရစနေမှားမလားနေလားအမခါလိုက်အမညီးကြည့်လိုက်ငါတို့ရှိလာတဲ့ကောင်မရောက်ခဏဖေးရောက်ငါတို့တီးရောခဏဖေးရကူရှင်ပြန်ပါခဲ့တော့ကူရှင်အဒီခရီးရတမောက်ကွာရောရှီကြုံလေးစားတော့လေးပေါ်အေးကြောက်ရတာအဲ့ဒီတော့မဆောင်ဘူးကွာတေးရတယ်ငါကောက်ဖို့ပါဆိုသူတို့တော့ငါတို့တောက်ရတယ်မခိုးဘူးတော်သေးတယ်မခိုးတောက်ရတယ်စောင်းနာနော်လာအောက်လမ်းလာခဲ့ပါတော့တင်းကြီးတော်သေးတယ်ဘာမှလည်းလမ်းရောက်လို့မှောရင်တော့ဝိုင်းညက်ခံနေရလေလမ်းမှာတော့ဘတ်တရီပြည့်နေတယ်ဒီကခွေလေးပဲရှင်းပြီးတော့သွားတယ်လာခဲ့မလာကတင်ရှင်းလာနော်ကတင်ရှင်းကောင်ကြားလာပြီတော့မင်းလားမသေးလိုက်တေးသွားမယ်ဘာမှန်နေလဲဘယ်ရမလဲမင်းရလဲအပူကြီးပါရောဘယ်သွားမှာဒီကရှိတော့ဒီရှိမှလည်းပကွေလိုရောက်လာပဲ6လေးရှိဘာလာလို့ပကွေလိုဘာလာလို့လုတ်တယ်ဟာဒုက္ခပါပဲကွာဒီလမ်းဆိုငါတို့အချိန်နေမကောင်းဘူးနော်ဟာဘယ်တည်းလေးဖြစ်နေဟိုးသုံးကောင်တော့ဟဲ့ခလာလို့မလားဒီချောင်းကလာလေလို့ဒီမှာငါကိုလိုညားလိုက်တာချောင်းကဘာလုံးမလဲမသိဘူးမကြတော့ရည်ဒီကိုဝင်တာတော်ရည်ဒီဟာဆွဲငါဖလက်ကရှိတယ်ရောဖလက်ကရှိတယ်လို့ရှင်လည်းလုံးမရဘူးဟောငါတို့ဘက်ကချောင်းယောအဲ့ဒီလေးမတော့ဟေးဟာဘလို့တော့တော်ရည်ဒီကိုချလာဒုက္ခရှင်းလိုက်ပကွေးလို့လုံးပါဦးကဲပါဦးကတိရှိမောင်ပြအောက်လန်းသွားတာလို့ဒီမှာတော့ဗတ်တယ်ဖြစ်နေဟောဒီကွာသူ့လေတော့လည်းငါမှမကူနေခဲ့ချို့မင်းတို့ကတိရှိလာပြီဘာလဲတေးပြီလားကောက်လည်းမကောက်ပါဘူးကေဟိုကေကောက်တဲ့နေရာဆရာကြီးပုံလို့โอเคခဏဒီနားနေခဏစောင့်နေလိုက်ပါတွေ့လာတဲ့အချိန်တော့ညီလေးဘာလို့လာရင်တက်ပြီအဲဒီလေးတော့မဆောင်ဘူးငါလည်းတော်တော်လွဲတာခဏချောင်းဘာလို့ကိုနဗီယာကလာသွားရောတေးပြီးဘောကမင်းတို့ကောင်ကြီးဘလို့လဲလို့ဒုက္ခပဲကဲအန်ဒါကတော့အကုန်စုံဒါပေမဲ့မစုံတာလဲပဲဘာလို့တေးမဲ့အမဖလက်ကတပေါက်ရှင်းတောက်ဆိုတာငါပဲကွာဟေးသူတို့တော့ပြီးကိုမပြခုနကငါမဟုတ်တဲ့အတိုင်းပဲတေးနေโอเคချာခရီးရေးရကောဝမ်းတော့မဆောင်โอเคနေရာလေးကြော်ပါမယ်ဟာငါတို့ကတော့တေးသွားတယ်တေးနေတာပဲကွာဘာလာလို့ဟာကောင်မဖလက်ကမရှိလို့ဖလက်ကရှိနေတေးပြီနေလိုင်းလာတယ်လို့ဘာလို့ဟိုဘလေးသွားခွေဘာလဲတရားဟာဘာမကြည့်လာရှိုးမနေစောင်းနေတာတေးပြီလားမတေးဘူးဘလို့တလို့ရှိရောက်လာတော့ကျန်းနေနော်ငါကောင်ဘာလာလို့ငါတို့ကွ
ကွာဖလက်ကမရှိလို့နော်မင်းတို့ဖလက်ကမရှိလို့ကန်ကောင်းတယ်မအေးဗေလာတီးရတေးပါအေးဗေလာငါကြောင့်တေးပါအေးအားငါလည်းတေးပါဒုက္ခသူများမကောင်းတဲ့ကိုကောင်းပြန်ရောက်တာပဲကွာနောက်ဆုံးတော့有炒面的，有炒面的了，对了嘛呗，瓜，你在说有炒喽，baby 我瓜有做的做啊，么都要打啥瓜，对的啥瓜，我们家人呢都家了呀比了，嗨，但么家人瓜，做的了软好了嘿，哈都讲嘿，哎，俺了瓜，我家里，去家了够了。ကိုရှင်ကတော့ကောင်းပါမယ်တော်ကိုတော်ကဲအားလုံးပဲဘိုင်ဘိုင်